ဒီလိုလှပတဲ့ဗီဒီယိုလေးဘယ်လိုလုပ်လဲဆိုတော့တူလေးလိုက်ကြည့်ကြအောင်ပထမဆုံးဒီဗီဒီယိုတစ်ပုတ်ရိုက်မယ်ပြီးတော့ green screen photo တစ်ခု download ဆွဲမယ်ပြီးတော့ကတ်ထဲတော့မယ်ပေါ့နော်ပြီးရင် green screen photo ကိုကျွန်တော်ထောက်ပြီးတော့ overlay နှိပ်မယ်ရှေ့ကိုဆွဲပူလိုက်မယ်ပြီးတော့ဗီဒီယိုနဲ့အညီကျွန်တော်နည်းနည်းလေးဆွဲလိုက်မယ်ပေါ့နော်ပြီးတော့နည်းနည်းလေး green screen ကိုနည်းနည်းလေးဆွဲလိုက်မယ်ပြီးတော့ remove pg ကိုနှိပ်မယ် chroma key ကိုနှိပ်မယ်ပြီးတော့ကျွန်တော်ဒီလိုဆွဲလိုက်မယ်ဒါဆိုနောက်ကလူပုံပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုရင်အဲ့ဗီဒီယိုပေါ်ဗီဒီယိုကျွန်တော်ဂျူဒီကိနှိပ်မယ်ပြီးတော့ overlay နှိပ်မယ် overlay နှိပ်ပြီးတော့ဒီအောက်ဆုံးမှာဆွဲလိုက်မယ်နော်ဆွဲလိုက်လက်လေးဒီဖုန်းလမ်းယူတဲ့နေရာမှာကျွန်တော်ခြုံလိုက်ပေါ့နော် delete လုပ်လိုက်ရတယ်ရှေ့ပိုင်းအဲ့လိုလုပ်ပြီးကျွန်တော်remove pg ကိုနှိပ်မယ် group prep လည်းရတယ်ကျွန်တော်တော့မရှိရတဲ့အတွက် pro မဟုတ်တဲ့အတွက် yo prep ကိုနှိပ်ပြီးတော့မှကိုလိုချင်တဲ့နေရာကိုcolor ချဲပြီးတော့ background ယူဖြတ်လိုက်တယ်ပေါ့နော်ဒီလက်ပိုင်းမှာယူမယ်ယူပြီးနည်းနည်းပါးပါးချိန်ကြည့်မယ်လက်ကိုပြန်လက်အပြင်ထွက်လာပြီဆိုရင်ကျွန်တော် green screen photo ပေါ်မှာ keyframe တစ်ခုချမယ်လက်လေးပြင်ထွက်တဲ့နေရာမှာချပြီးတော့နောက်ဆုံး keyframe ကိုတော့keyframe ချပြီးရတယ်ဒီဖုံး screen ပုံစံယူမပေါ်အောင်ဆွဲလိုက်မယ်ပေါ့နော်ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်ဒီနှစ်ခုချမ်းမှာ grad ထည့်မယ် grad ကတော့ flow 2ကိုရွေးလိုက်မယ်ပေါ့နော်အဲ့ဒီမှာ flow 2တွေ့flow 2ကိုရွေးလိုက်မယ်ဒါဆိုတော့ဆင်ပြေသွားပြီပေါ့နော်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ချိုးရှိရဆို like and follow လုပ်ခဲ့ပြပါအောင်အားလုံးကျေးဇူးတင်ပါတယ်